research လုပ်မဲ့သူတွေနဲ့အလုပ်ခွင်မှာအကြောင်းအရာတစ်ခုကိုရှာဖွေခြင်းနဲ့သူတွေအတွက် Consensus AI ကိုသုံးပြပါမယ်။ပထမဦးဆုံး sign up ကိုနေပြီးတော့ Google နဲ့ login ဝင်လိုက်ပေါ့နော်။ဒီမှာတော့ question လေးနှစ်ခုအဝင်မှာမေးပါလိမ့်မယ်။အဲ့ဒါလေးတွေကိုဖြေပြီးတော့မှဒီမေးလို့ရတဲ့နေရာလေးကိုရောက်ပြီပေါ့နော်။ရောက်ပြီဆိုလို့ရှင်ကိုမေးချင်တဲ့အကြောင်းအရာတစ်ခုကိုအရင်ဆုံးရေးပါဒီမှာတော့တစ်ချက် marketing strategy အကြောင်းအရင်မေးတယ်ပေါ့နော်။မေးပြီးတော့ဘေးမှာ filter ပေါ့နော်။တစ်ချက်ရှာခြင်းနဲ့ research paper ကတော့ပြီးခဲ့တဲ့2နှစ်အတွင်းပြီးလို့ရှင်methodology တွေကအစပြီးရင် subject တွေကအစပေါ့နော်ပြီးရင် citation အနည်းဆုံးတစ်ခုသုံးထားရမယ်ဒါတွေအကုန်လုံးကို filter လုပ်ပြီးတော့မှရှာခိုင်းလို့ရပါတယ်အခုဒီလိုလုပ်ပြီးလို့ရှင်เนาะသူကအဲ့ဒီအကြောင်းအရာတွေကိုသွားပြီးတော့ရှာပြီးတော့ထွက်လာပြီပေါ့နော်ထွက်လာပြီဆိုလို့ရှင်เนาะဒီမှာတစ်ခုချင်းစီresearch paper ပေါ့နော်ထွက်လာတဲ့ document တွေကိုတစ်ခုချင်းစီနှိပ်ပြီးတော့မှ reference တွေအကုန်လုံးကိုသွားပြီးတော့ဖတ်လို့ရပါတယ် link တွေကိုနှိပ်ပြီးတော့လည်းတကယ် paper ပေါ့နော်research လုပ်ထားတဲ့စာတမ်းတွေကိုသွားပြီးတော့ဖတ်လို့ရတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီညာဘက်အချမ်းမှာတော့ snapshot attachment evidence ပေါ့နော်သူတုံးထားတဲ့အချက်အလက်တွေကိုတစ်ခုချင်းစီရှာဖတ်လို့ရတယ်ပြီးရင်ဘယ်ဘက်အချမ်းမှာ chatbot မှာလည်း AI ပုံမှန်ကို generative AI နေမှာမေးတယ်လို့မျိုးပေါ့နော်အဲ့ဒီအကြောင်းအရာကိုထပ်ပြီးတော့မှဆွေးနွေးလို့ရတာလေးပါတယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံမျိုးလေးနဲ့ကိုလိုချင်တဲ့အကြောင်းအရာကိုမေးလို့ရတယ်အပြင်ကိုထွက်လို့ရတယ်နောက်တစ်ခုကတစ်ချက်ဒီမှာ citation graph လေးကိုလုပ်ပြထားရပေါ့နော်သူကဘယ်ဘက်အချမ်းရဲ့ဒီ paper research ရဲ့အောက်မှာ citation graph ကိုလုပ်ခိုင်းလိုက်တာအဓိကတော့ researchလုပ်ထားတဲ့သူတွေရဲ့ခုနှစ်ပေါ့နော်ဒီ author ရဲ့ပြီးတော့ဘယ်လိုမျိုးပေါ့နော်လုပ်ထားတဲ့ graph ပုံစံလေးနဲ့ထွက်လာတယ်ပို့ပြီးတော့မြင်တာပေါ့နော်အဲ့တော့အလုပ်လုပ်တဲ့သူတွေတက်ကော research လုပ်တဲ့သူတွေတက်ကောအရန်သုံးဝင်ပါတယ်သုံးကြည့်ကြပါနော်